တနေ့မှာတော့လူတစ်ယောက်ကဘုန်းကြီးစီကိုတွေ့တဲ့သားလေးဟာရင်မှုမိတေဆုံးသွားလို့ဘုန်းကြီးကသူ့ရဲ့သားကိုအသက်ရှင်အောင်လုပ်ပေးနိုင်ရင်တစ်သက်လုံးဘုန်းကြီးဝတ်ခိုင်းမယ်လို့ပြောတော့ဘုန်းကြီးဟာကလေးကိုပွေ့ချပြီးရေစံနာခေါ်လို့တွားခဲ့ပါတယ်။ရေစံနာရောက်တဲ့ခါမှာတော့ဒီကလေးဟာလူတွေကိုအကျိုးပြုနိုင်တဲ့လူတစ်ယောက်ဖြစ်ပြီးသူရာအသက်ရှင်ရင်ဘုန်းကြီးအဖြစ်နဲ့နေထိုင်သွားပါမယ်လို့တစ္ဆာဆိုဟာရေထဲကိုမျောလိုက်ပါတယ်။ခဏကြာမှတော့ကလေးဟာနဂါးတစ်ကောင်နဲ့ပေါ်လာပြီးလက်ထဲမှာအဆွဲတစ်ခုပါလာတာကြောင့်တချို့သောလူတွေကနဂါးသားအဖြစ်ပြန်နေမွေးဖွားတယ်လို့ပြောဆိုခဲ့ကြပါတယ်။ယူဟာအချိန်ကစပြီးယခုအချိန်ထိတင်ခက်စီးထားတာဖြစ်ပြီးကျောင်းနိုင်ခုံးကြီးမအားတဲ့အခါကျရင်ဦးစင်းယူဟာတရားတွေဟောလို့နေခဲ့ပါတယ်။ခုချိန်မှာတော့ဖုန်ကြီးယူရဲ့အမေဟာအရက်ဆွဲသူတစ်ယောက်ဖြစ်ပြီးလက်ရှိမှာတော့စာဝတ်နေရေးအတွက်ဈေးထဲမှာဟင်းရွက်တွေရောင်းလို့နေခဲ့ပါတယ်။ဖုန်ကြီးယူဟာတရားဟောနေရင်တရားနာတဲ့မိမတွေကအမေဖြစ်သူဟာအရက်တမစွာသေးတယ်။တားဖြစ်သူကလူရှင်တော်ဖုန်ကြီးပြောတော့ဒါကိုကြားသွားတဲ့ဖုန်ကြီးရဲ့မဲတော်ကတော့ပွားပြီးသူ့ကိုပြောတဲ့လူတွေနဲ့ဖုန်ကြီးရှေ့မှာစကားများတော့နားကလူတွေကဝိုင်းတားလိုက်ရတာကြောင့်အဆင်ပြေသွားခဲ့ပါတယ်။ဖုန်ကြီးယူဟာတရားဟောပြီးတော့ကြောင်းပြန်ချိန်မှာရုတ်တရက်ဝမ်းရမောက်မူးလဲသွားခဲ့ပါတယ်။ကျောင်းနိုင်ဖုန်ကြီးဟာဖုန်ကြီးယူရဲ့ကံကြမ္မာကိုကြည့်ပြီးဖုန်ကြီးယူနဲ့ကံချင်းချီနှောင်ထားတဲ့သူကိုတွေ့ခဲ့တယ်။သူအပြစ်ကျူးလွန်တာနဲ့မင်းအပြစ်ဒဏ်ခံရတာပဲ။ခုချိန်မှာဖုန်ကြီးဟာလက်ရှိဘဝမှာတူတော်စင်ဖြစ်ပြီးသူကတော့မကောင်းဆိုးဝါးဖြစ်တယ်။ဖုန်ကြီးယူနဲ့ကံချင်းချီနှောင်ထားတဲ့သူကအခုချိန်မှာနတ်ဆရာပတ်ပေါင်းဖြစ်ပါတယ်။ပတ်ပေါင်းဟာအရင်ဘဝကမိန်းမတစ်ယောက်ဖြစ်ပြီးအဲ့ဒီမိန်းမကဖုန်ကြီးယူရဲ့မိန်းမပဲဖြစ်တယ်။ယူနဲ့သူမိန်းမပေါ်တို့ကနေ့စဉ်နေ့တိုင်းပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြရင်ဒီနေ့မှာတော့တော်တဲ့ထင်းခွေတွားချိန်မှာဓမြတွေနဲ့တွေ့လို့ပြင်းရင်းနဲ့ဓမြတွေကများနဲ့ပြည့်ချိန်မှာတော့ပေါ်ကသူ့ရဲ့ယောက်ျားရှိကနေများပြစ်ခံလိုက်ရပါတယ်။ယူဟာမိန်းမဖြစ်သူအဖြစ်ဆိုးနဲ့ကြုံရတာကိုမကြည့်ရတာကြောင့်နောက်ဘဝကျရင်ပေါ်ကြောက်ရောက်မဲ့ကံကြမ္မာဇိုးတွေသူ့စီကြောက်ရောက်ပါစေလို့ဆုတောင်းလိုက်တာကြောင့်လက်ရှိဘဝမှာဖုန်ကြီးယူဟာခံနေရတာလို့ပြောဆိုခဲ့ပါတယ်။ဒါတယောက်ကကယ်လို့မရတော့ဘူးလားလို့ကျောင်းနိုင်ဖုန်ကြီးကိုမေးတော့ကယ်လို့ရတယ်။အဲ့ဒါကတော့သူ့ကိုဖုန်ကြီးကျောင်းခေါ်လာပြီးရင်ပြင်ဆောင်ထားတဲ့ကံကြမ္မာကိုဖျက်ပေးနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ဖုန်ကြီးယူကိုယ်တိုင်တွားခေါ်ရမှာဖြစ်ပြီးသူ့ရဲ့အပြစ်သားတွေပါလိုက်တော်ရမယ်လို့ပြောတော့အဖိုးကြီးတယောက်ကတစ်ဖက်က3ယောက်ကိုလက်ညှိုးထိုးတော့ဖုန်ကြီးဟာ3ယောက်ပဲမဟုတ်ဘူး4ယောက်လို့ပြောတော့ရှာရှည်မိတဲ့အဖိုးကြီးပါလိုက်သွားရပါတယ်။ဖုန်ကြီးတို့မထွက်မီအပမီရက်တော်တစ်ခုပါပေးလိုက်ပါတယ်။နတ်ဆရာပတ်ပေါင်းကတော့သူတို့ရွာကိုနောက်ဆက်နေတဲ့ခေါင်းမြတ်ကလေးစားတဲ့တရေကိုမောင်းထုတ်ပေးလို့နေပြီးခေါင်းမြတ်တရေကသူ့ရဲ့အဆန်းကကြီးတာကြောင့်နတ်ဆရာကိုပြန်လုံနိုင်တဲ့အဆင့်ထိဖြစ်ပြီးနတ်ဆရာကတော့တက်ခုခံခဲ့တာကြောင့်တရေကထွက်ပြေးသွားခဲ့ပါတယ်။နောက်တဲ့တရေကပြန်လာရင်မနိုင်မှစိုးတာကြောင့်နတ်ဆရာကပတ်စံမြူတော့ဘူးဒီတစ်ခါလုပ်ပေးတာနောက်ဆုံးလို့ပြောတော့အချိန်အင်ဖိုင်ရှင်ဘိုးတော်ရဲ့တမီးကထွက်လာတော့နတ်ဆရာကမြင်ချင်းကြိုက်သွားတာကြောင့်စောနာကတရေဖန်တာကိုပြန်လုပ်ဖို့အတွက်ပြောခဲ့ပါတယ်။မနေ့မှာတော့နတ်ဆရာကတွေးဆုပ်တဲ့မိုးတစ်မျိုးကိုလိုက်ရှာကတွေးတဲ့ခါမှာတော့ခူးလိုက်ပါတယ်။ညရောက်တဲ့ခါမှာတော့ခေါင်းပြက်တရေကပြန်ပေါ်လာပြီးနတ်ဆရာနောက်ကိုလိုက်တော့နတ်ဆရာဟာပြေးရင်းနဲ့သူတို့ဆင်ထားတဲ့ထောင်ချောင်းသားရောက်တဲ့ခါမှာတော့တရေကိုထောင်ဖမ်းလိုက်ပါတယ်။အဲနောက်အစီရင်တွေလောက်ကတရေကိုတိတ်တာတစ်ခုလေးထည့်ပြီးမြေပြုတ်လိုက်ပါတယ်။နတ်ဆရာကမကောင်းတာလုပ်တာနဲ့တပြိုင်နက်ချက်ချင်းဆိုသလိုဖုန်ကြီးကျူဟာမကောင်းတာတွေဖြစ်တော့ဖုန်ကြီးနဲ့အတူပါလာတဲ့ဘိုးတော်ကဖုန်ကြီးပေးလိုက်တဲ့အစီရင်ကိုထုတ်ပြီးအပြစ်သားတွေအကုန်လုံးကတပြိုင်နက်ဆူတောင်းရင်အခုကညှိနေတဲ့မကောင်းဆိုးဝါးကိုနှင်ထုတ်နိုင်တယ်လို့ပြောတော့ပရိတ်ကျိုးကင်ကမန်နံကိုရွတ်ခက်ကြပြီးခဏကြာမှတော့တရေကထွက်ထွက်သွားခဲ့ပြီးနောက်တစ်ခါထပ်ပြီးရင်အခုလိုလုံနိုင်ခြင်းမလုံနိုင်မယ်လို့ပြောဆိုခဲ့ကြပါတယ်။နတ်ဆရာကတော့အဖိုးကြီးပေးတဲ့ပတ်စံကိုယူခဲ့ပြီးတမီးဖြစ်သူဂျူအန်ကိုအိမ်တွေလိုက်ဖို့ခိုင်းခဲ့ပါတယ်။နတ်ဆရာကဂျူအန်ကိုအပြင်မှာတွေ့ဖို့ချိန်တော့ဂျူအန်ကနတ်ဆရာချိန်တော်ကိုလက်ခံခဲ့ပြီးအပြင်မှာတွေ့တဲ့ခါမှာတော့နတ်ဆရာနဲ့ဂျူအန်တို့ကတခဏလေးအတွင်းမှာပဲချစ်ကြိုက်လို့တွားခဲ့ကြပါတယ်။ဂျူအန်ကနောက်ရက်ကျရင်မြို့ကျောင်းသွားပြီးကျောင်းထဲမှာဖြစ်တာကြောင့်နတ်ဆရာကိုနတ်ကိုးစီခေါ်သွားပြီးတစ္ဆာဆိုခိုင်းတော့နတ်ဆရာကဂျူအန်အပေါ်တစ္ဆာဖောက်ပြီးတခြားမိန်းကလေးကိုချစ်ကြိုက်မိရင်မိုးကြိုးပစ်ပါစေဆိုပြီးတစ္ဆာဆိုလိုက်ပါတယ်။ဖုန်ကြီးဂျူတို့ကတနေကုန်ခီးဆက်တော့ဖုန်ကြီးဂျူဟာတနေကုန်ဘာမှမစားရသေးတာကြောင့်မိုးစားဖို့ပြောတော့ဖုန်ကြီးဟာနေမိုးလွဲနေပြီးစားလို့မရတော့ဘူးလို့ပြောတော့စားလိုက်ပါအစားမရှိရင်အားပြောပြီးမူးလဲနေမယ်။နောက်မှအဘက်ဖြေဖို့ပြောတော့ဖုန်ကြီးကအစမှာတော့အနှဲငယ်တာစားခဲ့ပေမဲ့နောက်ပိုင်းမှာတော့တအားစားလိုက်ပါတယ်။ခဏအကြာမှာတော့ဖုန်ကြီးအပါအဝင်မိုးစားတဲ့လူတွေကဆက်ဖီးနဲ့ရဲမောလို့နေပြီးမြောက်နဲ့ပါစကားပြောလို့နေခဲ့ပါတယ်။ဘိုးတော်ကရောက်လာချိန်မှာတော့ထိန်းခဲ့ပေမဲ့မထိန်းနိုင်တာကြောင့်စိတ်ပြတ်လို့တွားခဲ့ပါတယ်။မနေ့ကတော့နတ်ဆရာစီကိုတရက်ပူးခံရတဲ့မိန်းကလေးကိုခေါ်ခဲ့ပြီးနတ်ဆရာကမိန်းကလေးကိုပေါ်မှာကက်နေတဲ့တရက်ကိုနှင်ထုတ်ပေးလိုက်ပါတယ်။နတ်ဆရာကတရက်ပူးခံရတဲ့မိန်းကလေးကိုချစ်ကြိုက်လို့တွားတာကြောင့်စိတ်နဲ့တို့ပြီးတူနဲ့လာချစ်ကြိုက်ဖို့အမြဲတမ်းဆွဲလန်းနေဖို့သူစားလိုက်ပါတယ်။ခဏလေးတွင်းမှာပဲနတ်ဆရာနဲ့မိန်းကလေးတို့ကချစ်ကြိုက်တွားခဲ့ကြပြီးတစ်ဖက်ကဖုန်ကြီးတို့ကပတ်ပေါင်းကိုလိုက်စွန်စမ်းခဲ့ပါတယ်။လူတယောက်နဲ့တွေ့တဲ့အခါမှာတော့နတ်ဆရာပတ်ပေါင်းကိုမေးတဲ့အခါမှာတော့နတ်ဆရာပတ်ပေါင်းကဟိုတနေ့ရတော့နတ်ကုန်းမှာမိန်းကလေးကြောက်နဲ့တွေ့တယ်
ယူရန်ဆိုတဲ့မိန်းကလေးနဲ့မှမဟုတ်ရင်မိုးချိုးပစ်ပါစေဆိုပြီးဆူတောင်းလာကြတယ်အခုတခြားမိန်းကလေးနဲ့ရေစက်မှာတွေ့တယ်လို့ပြောတော့ဆရာတော်ကချက်ချင်းပဲရေစက်နာလိုက်လို့တွားခဲ့ပါတယ်ဆရာတော်ကမိန်းကလေးနဲ့ကြည်နူးနေတဲ့ပတ်ပေါင်းကိုမိန်းကလေးနာကခွဲခွာခိုင်းတော့နတ်ဆရာကဘာကိစ္စပြရမှာလဲမဖယ်ခိုင်းဘူးပြောတော့မဖယ်ရင်မိုးချိုးပစ်ခင်ရမယ်လို့ပြောခဲ့ပါတယ်မကြပါဘူးတိမ်လျာမဲလို့လာပြီးခဏကြာမှတော့တူတူနာရှိတဲ့နားကိုမိုးချိုးတွေကစက်တိုင်ဆိုပစ်ခဲ့ပါတယ်တူတူနားကိုပြစ်တဲ့ချိန်မှာတော့အကုန်လုံးကလေပေါ်ပြတ်တက်လို့တွားပြီးရေထဲပြုတ်ကျလို့တွားခဲ့ပါတယ်လေပေါ်ရောက်တဲ့ချိန်မှာတော့နောက်တစ်ခါထပ်မပစ်ခင်လေလော်ပြီးတွားမဲ့ချိန်မှာတော့လေလော်တာလေကနေရာမရွေ့တဲ့အပြင်လေပါမှောက်တွားတာကြောင့်ရေကူးပြီးကုန်းပေါ်တက်ခဲ့ကြပါတယ်ဒါတွေဖြစ်မယ်ဆိုတာကိုဘယ်လိုသိရလဲလို့မေးတော့ဘုန်းကြီးကတခါပတ်ပေါင်းကအရင်ကဘုန်းကြီးမိမဖြစ်ပြီးအရင်ဘဝကငါမင်းကိုတိတ်ချင်လို့မင်းခံစားရမယ့်ကံကြမ္မာစိုးတွေငါခံစားရပါစေဆိုပြီးပြစ်စာဆိုထားတာကြောင့်မင်းလုပ်တဲ့မကောင်းမှုတွေဘုန်းကြီးခံရတာလို့ပြောပြခဲ့ပြီးပတ်ပေါင်းကဒါတွေကိုမယုံကြည်ကြောင်းပြောကထထွက်သွားခဲ့ပါတယ်နတ်ဆရာပြူစားလိုက်တဲ့မိန်းကလေးဟာနတ်ဆရာကိုပဲအမြဲတမ်းတွေ့ကြည့်ခဲ့တာကြောင့်နတ်ဆရာအိမ်ကိုတွားပြီးတွေ့ခဲ့ပါတယ်နတ်ဆရာနဲ့နီနီကက်ကက်နေချိန်မှာတော့တိမ်လျာမဲလို့လာခဲ့ပါတယ်ဘုန်းကြီးကနတ်ဆရာအိမ်ကိုတွားတဲ့ခါမှာတော့ချက်ချင်းဆိုသလိုလေးတိုက်ကျန်းလို့လာပြီးလက်စီးတွေပါဖြစ်ပေါ်ခဲ့ပါတယ်မိုးချိုးတွေကစက်တိုက်ပြစ်တာကြောင့်ပတ်ပေါင်းနဲ့ဆရာတော်တို့ကကန်ဆိုးစားနဲ့မိုးချိုးပစ်ခင်ရပြီးအိမ်ထဲကနေလွင့်ထွက်လို့တွားခဲ့ပါတယ်ဆရာတော်တို့ကလည်းပြေးရင်နောက်ကနေတိမ်တိုင်းမဲမဲတွေကဆရာတော်နဲ့အပေါင်းတို့နောက်ကနေလိုက်ပြီးမိုးချိုးတွေပြစ်လို့နေခဲ့ပြီးဆရာတော်နဲ့အတူပါလာတဲ့ဒူတွေကဖုန်းကြီးကိုအပတ်နဲ့ရက်တောင်ပေးခဲ့ပြီးဆရာတော်ကရက်တောင်နဲ့မိုးချိုးလွှဲတာနတ်ဆရာကမှန်ခဲ့ပြီးနတ်ဆရာကတော့မီဒိုဖုတ်တမနဲ့တူတူတွားခဲ့ပါတယ်ဆရာတော်ကနတ်ဆရာစီကိုတွားချိန်မှာတော့ဆရာတော်ကမိုးချိုးပြစ်ခင်ရပြီးမဲချိတ်လို့တွားခဲ့ပါတယ်နောက်တစ်ချက်မိုးချိုးပြစ်ချိန်မှာတော့ရက်တောင်နဲ့ကတော့ရက်တောင်ကပေါက်လို့တွားခဲ့ပြီးဆရာတော်နဲ့ပတ်ပေါင်းတို့ကပြေးရင်လည်းဖြစ်ချရဖြစ်ဆိုပြီးရေထဲခုန်ချလို့တွားခဲ့ပါတယ်အဲနောက်မှာတော့ဆရာတော်နဲ့ပတ်ပေါင်းတို့ကဆေးရုံကိုရောက်လို့တွားပြီးနိုးလာချိန်မှာတော့ဆရာတော်ကိုအရင်ဘဝကချိန်စာကအခုလက်ရှိမှတကယ်ဖြစ်တာတကယ်ဆိုရင်တော့ကောင်းတာပေါ့လို့ပတ်ပေါင်းကပြောဆိုခဲ့ပါတယ်ဆရာတော်ရဲ့လူတွေကကိုပြူရိကန်ကိုခံရမယ်လို့ပြောကစကားများခဲ့ကြပါတယ်ပတ်ပေါင်းကတော့အခုအချိန်နေလို့ကိုပဲသဘောကျတာကြောင့်ပတ်ပေါင်းကပစ္စည်းတိုင်းကဒီနေရာမှာတင်လမ်းခွဲလိုက်ပြီးဆက်မလိုက်ဖို့ပြောတော့ဆရာတော်နဲ့ပတ်ပေါင်းတို့ကနောက်ကနေကောက်လိုက်ခဲ့ပါတယ်အဲဒီချိန်နတ်ဆရာဖမ်းပြီးမြေထဲမြုပ်လိုက်တဲ့ခေါင်းပြက်တရေကပြန်ပေါ်လာပြီးနတ်ဆရာပတ်ပေါင်းကိုတရေကသူ့ရဲ့ဦးနဲ့ရစ်ပတ်ပြီးခေါ်လို့တွားခဲ့ပါတယ်ဆရာတော်ကတွားခဲ့မယ်ကျန်တော့ဘိုးတော်ကတူတင်ရင်ဆရာတော်နဲ့မကောင်းမှုတွေကိုဆရာတော်ကခံစားရမှာမဟုတ်တော့ဘူးလို့ပြောတော့ဆရာတော်ကတွားခဲ့ဖို့ထွက်သွားခဲ့ပါတယ်တရေကနတ်ဆရာကိုတတ်မဲ့ချိန်မှာဆရာတော်ကရောက်လာပြီးတရေမှလည်းတိုက်ခတ်တာဆရာတော်ကရေထဲပြစ်ချခံရပါတယ်ဆရာတော်ကရေထဲကနေငကားစီကပြန်ပေါ်လာခဲ့ပါတယ်ရေမကဇရာလာရှိုးတဲ့ငကားကိုတူးရဲ့ဦးတွေနဲ့ငကားကောင်းကိုရစ်ပတ်လိုက်တာငကားကអော်လိုက်ချိန်မှာတော့ရေမကနှခါပြန်တေလို့တွားခဲ့ပါတယ်ဆရာတော်ကပတ်ပေါင်းကိုတွားကြည့်ချိန်မှာတော့မြောက်တော်ကောင်ကဆရာတော်တို့စီကိုရောက်လာပြီးမြောက်ရဲ့လေပင်မှာစာကိုတွေ့တော့ဖတ်ကြည့်ချိန်မှာဆရာတော်ရဲ့မေတော်ကဇုံးကနေနေပြီဆိုတဲ့စာရတာကြောင့်ချက်ချင်းဆိုကြလို့အချိန်မီပြန်ခဲ့ပါတယ်ဆရာတော်ကိုမေတော်ဘလို့ဖြစ်တာလဲဆိုတာမေတော်ဖုန်းကြီးအပေါ်ကြားရောက်နေတဲ့ကံကြမ္မာဇိုးတွေကိုအောက်လန်းနဲ့ဖေရှားတာစီးပေါက်သွားပြီးအဲ့ဒီစိုးချိုးတွေကသူ့ပေါ်ရောက်တာပဲလို့ပြောပြခဲ့ပြီးဖုန်းကြီးကိုတန်းကလည်းမတက်နိုင်တာကြောင့်စိတ်လျှော့လိုက်ရပါတယ်။နေချိန်နဲ့ဆရာကရောက်လာပြီးအိုလူကဘာလို့လဲ။ဘာဖြစ်တာလဲလို့မေးတော့သူကဆရာတော်ရဲ့မေတော်ဖြစ်ပြီးဆရာတော်ရဲ့ကံကြမ္မာဇိုးတွေကိုအောက်လန်းနဲ့ဖေတာသူပြန်ထိတာလို့ပြောခဲ့ပြီးအောက်လန်းဆရာကအောက်လန်းအတက်ကိုအောက်လန်းနဲ့ကူးရတယ်လို့ပြောကကူပေးလိုက်တာကြောင့်အဖွားကြီးကပြန်ကောက်လို့တွားခဲ့ပါတယ်။အဲနောက်ချီနှောင်ထားတဲ့ကံကြမ္မာကိုမောင်းပေါ်မှာအစီရင်လို့ကကိုကံကိုပြန်ယူဖို့အတွက်နတ်ဆရာကဆရာတော်ကိုမောင်းတဲ့အရင်ရိုက်ခဲ့ပါတယ်။ဆရာတော်ကလည်းနတ်ဆရာကိုပြန်ပြီးရိုက်လိုက်ပါတယ်။နတ်ဆရာကဖုန်းကြီးကိုရိုက်တော့ကတပည့်တော်ရဲ့ကံကိုမောင်းမှာထားလို့ရတယ်မဟုတ်ဘူးလားလို့ပြောတော့ဆရာတော်ကမေ့သွားတာပဲခွာလဲတော်လဲပြီးပြီပဲဒီတိုင်းပဲထားတာအကောင်းဆုံးပဲလို့ပြောကထွက်သွားခဲ့ပါတယ်။ကျောင်းသားတွေကဆရာတော်ရဲ့အပတ်နေရက်တောင်အပေါက်ကိုပြီးတော့ဖုန်းကြီးကစွန့်ပစ်ဖို့ပြောတော့ဆရာတော်အစီရင်နဲ့လှုပ်ထားတဲ့အပတ်နေရက်တောင်ဟုတ်ဘူးလားလို့ပြောတော့ဘယ်ကအပတ်နေရက်တောင်မှာတော့ဒီရက်တောင်ကခေါ်ကောက်လို့နာမည်ပေးထားတာဒီလိုရက်တောင်တွေမှာအเจ้าမှာအများကြီးလို့ပြောကစွန့်ပစ်ခိုင်းခဲ့ပါတယ်။အဲနောက်နတ်ဆရာရဲ့ချစ်သူကရွာကိုပြန်လာခဲ့ပြီးနေရောက်တာချစ်ကြည်နူးနေခြင်းမှာနတ်ဆရာပြူစားထားတဲ့မိန်းကလေးကရောက်လာတော့ငါ့ကိုလည်းဘလို့တောင်းဝင်ယူมาလဲလို့ပြောတော့နတ်ဆရာတယောက်ခေါင်းပြီးတောက်လို့တွားခဲ့ပါတယ်။ဂျူအန်ကတပ်ပေါင်းဟာမဖောက်ပြန်ရဲဘူး။တူတာဖောက်ပြန်ရင်မိုးချိုးပစ်ခင်ရမှာလို့ပြောခဲ့ပါတယ်။ဂျူအန်ကတပ်ပေါင်းဟာဖောက်ပြန်လားမဖောက်ပြန်ဘူးလားဆိုတာကိုသိရအောင်ဖောက်ပြန်ရင်မိုးချိုးပစ်ပါစေလို့ပြောတော့ခဏကြာမှတော့တပ်ပေါင်းကိုမိုးချိုးပစ်တော့တပ်ပေါင်းတယောက်မဲတူချိတ်လို့တွားခဲ့ပါတယ်။ဖုန်းကြီးဂျူကတော့သူ့ရဲ့အမေအကြောင်းကိုအချိန်မီသိရအောင်စာလာပို့ပေးတဲ့မြောက်ကလေးကိုကျေးဇူးတင်ခဲ့ပြီးဒီနေ့ကစပြီးတငယ်ချင်းတွေလှုပ်ထားကြတော့ဘောလို့ပြောကမြောက်ကချက်ချင်းဆိုသလိုဖုန်းကြီးပေါ်ကိုတက်လို့တွားခဲ့ပါတယ်။